အားလုံးမင်္ဂလာပါကျွန်တော်ကတော့အောင်ကျော်မင်းမှာစိုက်ပျိုးရေးကိုလေ့လာနေတယ်ပါကျွန်တော်အဓိကစိုက်တာတော့အုံးပါအုံးကိုကျွန်တော်2 နှစ်ပြည့်တော့ပါမယ်စိုက်ပျိုးတာစိုက်ပျိုးက2 နှစ်ပြည့်တော့မယ်ဆိုတော့ကျွန်တော်အုံးမင်းအကြောင်းလေ့လာနေပါတယ်အုံးမင်းတပင်ဒီလိုဖြစ်ဖို့အတွက်ဆိုရင်အုံးမင်းတပင်ဒီလိုဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တော်တော်ကြိုးစားခဲ့ရပါတယ်ဒီလိုအပင်လေးတွေကစပြီးတော့ဒီလိုအပင်လေးတွေကစပြီးတော့ဒီလိုအပင်လေးတွေကစပြီးတော့ဒီလိုအပင်လေးတွေဒီလိုအဖူးထွက်တဲ့အထိဒီလိုအဖူးထွက်တဲ့အပွင့်ထွက်တဲ့အထိကျွန်တော်လေ့လာနေပါတယ်အုံးမင်းကြောင့်လေ့လာနေတာဖြစ်တယ်အုံးမင်းကြောင့်လေ့လာနေတာဖြစ်ပါတယ်ကျွန်တော်အုံးမင်းကတော့2 နှစ်ပြည့်ကနေပဲ2 နှစ်ပြည့်ကနေပြီဆိုတော့အုံးမင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသိခဲ့ပါတယ်အစာကျွေးခြင်းတို့ရေတိုက်ခြင်းတို့တော့လုပ်ခဲ့ရပါတယ်ဒီလိုကြီးဒီအပင်မျိုးဖြစ်ဖို့ဆိုရင်သူ့ဘာတွေကျွေးရတယ်လဲဘာတွေလုပ်ရတယ်လဲဆိုတာကျွန်တော်ပြောပြပါမယ်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်